င်္ဂလာပါရှင်ဒီနေ့ကတော့ဟန်ဒီကမနေ့ကစားထားတဲ့ဟာပဲကြက်သားမာလာကြော်နဲ့ထမင်းစားပြပါမယ်နော်ဒါလေးကကြလို့ရှိရင်ကြက်သားမာလာကြော်ဟန်ဒီကဒီလိုတပူးကိုပါနော်1200မဟုတ်ဘူးမှားလို့နော်1000ပါနော်ဒီလိုတပူးကို1000ပါရှင်ဒါလေးကကြလို့ရှိရင်ဟန်ဒီစီပါဒီလိုတပူးကို1000ပဲအရန်တက်ပါတယ်လုံးဝအသားကြီးပဲငရုတ်သူဝါတွေကြွက်တယ်တွေပါမပါဘူးနော်ကြာဟန်ဒီတော့ပါကင်ကိုဘယ်လိုထားလဲဆိုဟန်ဒီပြပေးပါမယ်ရှင်ဒီတွေးပြပါအိမ်ထိပ်ရောက်ပို့ပြလာဖြစ်တဲ့တကောပါကင်ကတော့လုံးဝပြောစရာမလိုပါဘူးရှင်ဟန်ဒီစီမှာကြာဟန်ဒီတို့ကအဓိကပြပရောအဓိကပို့တဲ့ဂုံတွေဖြစ်ကြလို့လေအသေးရှာပါကင်ကိုဟန်ဒီလှုပ်ပေးထားပါတယ်ရှင်ခဏလေးစောင့်ပေးကြနော်ပါကင်လေးဖွင့်လိုက်ဦးသွားဒီလိုဟောသွားဒီလိုဒါမှလိုကိုလေးထည့်ပြီးတော့လို့သွားဒီပါရှင်ဒီလိုမျိုးပါနော်ဒီလိုမျိုးပါရှင်ဒီလိုမျိုးစီဒီပါလည်းမယုံဘူးတော်တော်အဆင်ပြေပါတယ်ရှင်သွားဒီလိုမျိုးဘာနော်အရန်မွေးနေတာပဲအနမ်းကစားတယ်အရန်ကောင်းခါလေးဒါလေးစားပါတော့မယ်စီကလည်းမြေပေးစီနဲ့ကြော်တာနော်ပြီးမှဟန်ဒီကြော်တဲ့ဗီဒီယိုဖိုင်လေးတင်ပေးပါမယ်နော်စီကတော့ဟန်ဒီတို့ကမြေပေးစီနဲ့ကြော်တာပါဒီမှာအရန်ကောင်းပါဒီပါအရန်ကောင်းအရန်စားကောင်းလုံးဝသိမိဘူးလို့ဟာပြောလို့ဘူးအသားကြီးပဲအဲ့လိုဘူးတော့1000ပဲရှိတယ်တဘူး1000ပါနော်ဒီရပြီကအဲ့ဒီရောက်ပို့ပြလာဖြစ်တော့တော့လည်းသူပြောမှာပါနော်အရန်ကောင်းပါတယ်ဒီလိုတပူ1000ပါ